တိုနီခရူးတော့အနားယူသွားခဲ့ပြီးတဲ့နောက်ချိန်သားကိုက်ထွက်ပေါ်လာတဲ့ဂျာမနီရဲ့ကနဝင်ကစားသမားဘရိတ်လာမင်းများရက်စပေါ်အိုင်မက်ခွန်ရှိကိုစာပေကနေပြန်လည်ကြိုးလိုက်ပါတယ်ဂျာမနီလက်ရေးစင်အသင်းဟာနီးပြနာဂက်စမန်လက်ထက်မှာပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကိုအောင်မြင်စွာလှုပ်ဆောင်နေခဲ့ပေမဲ့ကနဝင်ကစားသမားတွေအနားယူခဲ့တဲ့အချိန်မှာဂျိုရှွာကင်းမစ်ရဲ့ဦးဆောင်မှုကပုံမထင်ရှားလာခဲ့ပါတယ်တိုနီခရူးမန်နီယန်နူအာတောမတ်မူလာဂိုနိုကန်တို့အနားယူခဲ့ပြီးတဲ့နောက်ကင်းမစ်ရှာဂျာမနီအသင်းကောင်းဆောင်လက်ဘက်ကိုဝေ့ဆင်ပြီးအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြပြီးတော့ကစားပေးနေတော့ဖြစ်ပါတယ်။သူပါဝင်ကစားပေးခဲ့တဲ့ပွဲတိုင်းမှာချင်ပေါ်တဲ့ပွဲဆိုတာဘယ်တော့မှမရှိခဲ့ပါဘူး။လက်ရှိချိန်မှာကင်းမစ်ရှာဂျာမနီအသင်းရဲ့နောက်ဆုံး၈ပွဲမှာ9ဂိုးဖန်နေပြီး3ဂိုးဖန်နေထားကအသင်းကိုအကောင်းဆုံးဦးဆောင်ထားနိုင်ပါတယ်။ဂျာမနီလက်ရေးစင်အသင်းဟာ2014နဲ့2019ခုနှစ်တွေမှာကမ္ဘာဖလားနဲ့ယူရိုပလားအောင်မြင်မှုတွေရယူခဲ့ပြီးကနဝင်ကစားမတွေဦးဆောင်မှုနဲ့အောင်မြင်မှုတွေခံစားခဲ့ရပါတယ်။ဒါပေမဲ့2021ခုနှစ်ယူရိုပလားနဲ့2020ကမ္ဘာဖလားချုံးနေမှုတွေကအသင်းကိုပြန်လည်တည်ဆောက်ရေးလိုအပ်ချက်ကိုထင်စေပါတယ်။နေပြနက်ဂက်စမန်လက်ထက်မှာကနဝင်ကစားမတွေဖြစ်ကြတဲ့တိုနီခရူးမန်နီယန်နူအာတောမတ်မူလာဂိုနိုကန်တို့လိုကနဝင်တွေအနားယူခဲ့တာဟာအသင်းရဲ့ပြောင်းလဲမှုကိုအရှိန်မြင့်ပေးခဲ့ပါတယ်။ဒီလိုအနားယူမှုတွေကဂျိုရှွာကင်းမစ်ကိုခေါင်းဆောင်ဖြစ်ပုံမထွန်းကားလာစေခဲ့ပါတယ်။ကင်းမစ်ရှာဂျာမနီလက်ရေးစင်အသင်းမှာ2015ခုနှစ်ကတည်းကပါဝင်ခဲ့ပြီးလက်ရှိချိန်ထိဆိုရင်ပွဲပေါင်း100ကျော်ထိကစားထားခဲ့ပြီးဖြစ်ပါတယ်။သူရဲ့ကစားပုံဟာကွင်းလယ်မှာဦးဆောင်နိုင်စွမ်းဘောလုံးပေးပို့မှုတိကျမှုနဲ့ခံစစ်ကစားနိုင်စွမ်းတို့နဲ့ထူးခြားပါတယ်။မင်္ဂလာပါဘောလုံးချစ်သူညီကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစရာမလိုပဲအင်တာနက်လိုင်းရှိရုံဖုန်းလေးတစ်လုံးရှိရုံနဲ့ Yesball iBet 89 agency မှာဘောလုံးကစားလို့ရတယ်နော်။နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောင်းစော်ကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ iBet 89မောင်း956မှာ Body မောင်းပထမပိုင်းဒုတိယပိုင်းသာမကဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောင်းဆောင်ကနေကစားနိုင်အောင်မှာဖြစ်ပါတယ်။အကောင့်သစ်10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်းလာချုပ်ရှုံးကြေးဘောနဲ့9ရာခိုင်နှုန်းပေးတဲ့အပြင်မြေပြမရှိယုံကြည်စိတ်ချစွာကစားခြင်းနဲ့ဆိုရင်တော့ Yesball ပေးကနေပဲဖြစ်ဖြစ် Viber Telegram 39921539 9439ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာကနဝင်နေနားယူခဲ့ပြီးတဲ့နောက်ကင်းမစ်ရှာအသင်းရဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီးလက်ရှိချိန်ထိဂျာမနီတက်ခြေစွမ်းပြကစားနေနိုင်သေးတာဟာသူ့ရဲ့အရေးပါမှုကိုသက်သေပြပါတယ်ဒီလိုစွမ်းဆောင်ရည်ကောင်းတွေကဂျာမနီအသင်းကိုပြန်လည်အောင်မြင်မှုတွေစီဦးတည်စေနိုင်ပါတယ်ဂျာမနီလက်ရေးစင်အသင်းရဲ့ကနဝင်နေအနားယူခဲ့တာဟာအသင်းရဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ရဲ့အရေးပါတဲ့စေပိုင်းတစ်ခုဖြစ်ပါတယ်တိုနီခရူးဟာကွင်းလယ်မှာဦးဆောင်မှုနဲ့ပွဲစဉ်ကိုထိန်းချုပ်နိုင်စွမ်းရှိခဲ့ပြီးမန်နီယန်နူဟာအကောင်းဆုံးကိုသမားကြောင်းအနေနဲ့ဂျာမနီရဲ့ကနဝင်ဖြင့်ရပ်တည်ခဲ့ပါတယ်တောမတ်မူလာဟာအတွေ့အကြုံနဲ့ဦးဆောင်မှုနဲ့ဂန်နိုကန်ဟာကွင်းလယ်မှာဖန်တီးနိုင်စွမ်းရှိခဲ့ပါတယ်ဒီကနဝင်နေနားယူခဲ့ပြီးတဲ့နောက်ကင်းမစ်ရှာအသင်းရဲ့ကောင်းဆောင်ဖြင့်အားလုံးရဲ့ရှေ့ကိုအတိမတ်ပြုခင်ရဖို့ပေါ်ထွက်လာခဲ့ပါတယ်ကင်းမစ်ရဲ့စွမ်းဆောင်ရည်ကောင်းမှုတွေဟာဂျာမနီလက်ရေးစင်အသင်းမှာသူ့ကိုကောင်းဆောင်ပြီးထိုက်တန်စေခဲ့ပါတယ်ကင်းမစ်ရှာကွင်းလယ်မှာဘောလုံးကိုထိန်းချုပ်နိုင်စွမ်းကောင်းမှုပြီးအသင်းရဲ့ကစားရန်ကိုဦးဆောင်နိုင်ပါတယ်သူ့ရဲ့ဘောလုံးပေးပို့မှုတွေဟာတိကျပြီးတိုက်စစ်ကစားမတွေကိုခွင်လန်းဖန်တီးပေးနိုင်ပါတယ်ကနဝင်နေနားယူခဲ့ပြီးတဲ့နောက်ကင်းမစ်ရှာအသင်းရဲ့ကောင်းဆောင်ပြီးတာဝန်ယူခဲ့ပြီးဂျာမနီအသင်းကိုအကောင်းဆုံးဆက်လက်ဦးဆောင်နေပါတယ်ကင်းမစ်ရဲ့ဘောလုံးပေးပို့မှုဟာတိကျပြီးအသင်းရဲ့ကစားရန်ကိုထိန်းချုပ်နိုင်စွမ်းရှိပါတယ်ဒါအပြင်သူဟာကွင်းလယ်မှာခံစစ်ကစားပုံကောင်းမှုပြီးဘောလုံးပြန်လည်ရယူမှုနဲ့ပြန်ဘက်ကိုဖိအားပေးနိုင်စွမ်းနေမှာတော်လေးကောင်းမှုပါတယ်ဒါကြောင့်ကင်းမစ်ရှာဂျာမနီရဲ့ကနဝင်ကောင်းဆောင်တူပြင်နေရာဆက်ခံထိုင်းနေပြီလားဆိုရင်သူ့ရဲ့စွမ်းဆောင်ရည်ကောင်းမှုတွေကြောင့်ဟုတ်ကဲ့လို့အလဲတကူကောင်းချင်းလိုက်မိမှာပါဂျာမနီလက်ရင်းစင်အသင်းဟာကင်းမစ်ရဲ့ဦးဆောင်မှုနဲ့ကနဝင်နေအနားယူခဲ့ပြီးတဲ့နောက်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်ကိုအောင်မြင်စွာဆက်လက်လှုပ်ဆောင်နေပြီးကင်းမစ်ရှာအသင်းအနာဂတ်အတွက်အဓိကဦးဆောင်သူတူပြင်တောက်ပစွာထွက်ပေါ်လာနေပါတယ်သူရဲ့စွမ်းဆောင်ရည်တွေကောင်းမှုတွေအောင်ဂျာမနီလက်ရင်းစင်အသင်းကိုအောင်မြင်မှုတွေစီဦးတည်စေနိုင်အောင်ကြောက်စားကြဖို့ဂျာမနီအသင်းသားတွေကိုစိတ်ဓာတ်ခွန်အားပေးကလှုပ်ဆောင်စေနိုင်မှာတေးချပဲဖြစ်ပါတယ်ညီကိုတို့ကရောကင်းမစ်ရဲ့စွမ်းဆောင်ရည်ပေါ်ဘယ်လိုများမြင်ကြလဲပြောပေးခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ